ပို့ဆောင်နေသောဖျားနှစ်တို့ကိုလေကျေးဇူးတော်နေအစပတ်ရကမဆုံးရှုံးစေခဲ့ပါရှင်သန်ရတဲ့တရားတာတွင်ကျေးဇူးရဲ့တင်နေကယူနာမကုန်လို့အသက်ရှင်နေခွင့်ရဲ့ချီးမွမ်းနေမယ်မနှက်ပြန်တွေတိုင်းလဲအသက်တော်ရမြတ်ခင်ပြင်စင်ကထားတယ်ဘူတိုတိချင်နေမျက်မှောက်တော်တယ်နေရတဲ့တရားဟာရက်ထောင်ထတာတယ်လေပြန်ကြည့်